ဘာလို့လဲဒီနားမှာဘာလို့ရှိတယ်ဖြစ်လာလေပူရဲ့မနေ့စောစီကိုအလက်ကြမ်းနေပူအိမ်မဆိုးလေးမှတ်နေရကိုကိုရဲ့တိုးရမှာပူချောက်လေးပြေးနေရတယ်ပူချောက်လိုက်တာကိုရဲ့ရပါရှီလေးတော့လာနော်ကိုပူတို့ပြိုင်လို့မရတော့နဲ့တူတယ်ပူတို့9 နာရီရောက်လေးဝင်သွားမှာလေကဲပါရပါတယ်ကိစ္စမရှိပါဘူးအခုလေမမီရင်လည်းနောက်လေရင်လည်းသွားလို့ရပါတယ်ကွာမရဘူးကိုရဲ့ပူတို့နောက်ကျလို့မဖြစ်ဘူးတချက်ကနောက်ကျတာမကြိုက်ဘူးပြီးတော့ဒီခီးစင်ရဲ့ကောင်းကောင်တီချဲဆိုတော့ကိုပို့ပြီးတော့ခီးဆိုင်ရမယ်ကဲပါကိုထားပါတော့မယ်အေးအဲ့တော့ကိုရေးသွားချိုးလိုက်အောင်နော်ဟုတ်ပြီသမီးပို့ပြီအဲစမ်းသပ်ကပစ္စည်းတော့တခြားအားလုံးစိတ်ချမယ်နော်တခြားနဲ့ကုန်စုတော့စိတ်ချပြီးပါပြီသမီးအော်တင်းမြတ်စောလားတခြားပြောထားတယ်သမီးလိုအပ်တာလေးရှင်သမီးလည်းပြောထားလိုက်လीနော်တခြားအမော်တော့ဆက်ထားပြီးအမော်လည်းအကုန်ပြောကြရှိရပြောထားတယ်သမီးရဲ့တခြားသမီးတို့ပဲအားကိုးရမှာသမီးရဲ့စိတ်ချမယ်အော်တခြားဘက်ကလည်းအကုန်လုံးပြင်ဆင်ပြီးသားပဲသမီးဒီချက်လည်းဝမ်းသာနေတာတကယ်ဝမ်းသာနေတာကိုယ်တပည့်နဲ့စုံရတော့မယ်ဆိုလို့ဟုတ်ပြီသမီးရဲ့โอเคစုံမယ်โอเคဘိုင်ကျမဘာကူပေးအောင်မလဲဆင်မအော်ရတယ်ဆင်မတားလို့ဆင်မကိုယ်လို့ချင်လို့တားတော့တားနှုတ်လိုက်နော်โอเคမော်လေးမေမော်နီတာတာပြင်သွားလိုက်အောင်မယ်နေလေတော့တကယ်ချင်းနေအပြင်မှာဘလုံးကံမချိန်လာလို့နေပေါင်းတားရ breakfast ဆိုစားတော့ပါဘူးမစားတော့မေတာပြင်မှာစားလိုက်တော့မယ်ဟာတားတာမလည်းပြန်လေရင်လည်းဆင်ကိုပြန်တော့မယ်ဟမ်တားပြီးတော့တင်တဲ့နောက်ကျအောင်ပါဆိုဘာဖြစ်လို့ချက်ချင်းဖြစ်သွားတာလဲတားတီမှာဆက်နေနေလဲဘာမှထုံးမှာမဟုတ်တာမေလည်းအိမ်မှာရှိရမှာမဟုတ်ပဲနဲ့တားမေပြောထားပြီလေအခုခီးရတပတ်ပဲကြာမှာလို့ပြီးတော့ဒီခီးရနောက်ဆုံးခီးတားရဒါပြီးလို့ရှင်မေတားကိုအချိန်လေးပေးပြီးတော့တားနဲ့အေးစိနေမှာပါမေခရစ်ပေးထားပြီးသားလေတားရဲ့သိချလို့လားမေ promise ပါတားရဲ့တားတော်ရမယ်တားဆမ်မအစရစိတ်ချမယ်နော်စိတ်ချပါဆင်မဟိုဆင်မအကိုလေးကမနေ့ကစင်ကာပူသားသွားမယ်ပြောတယ်သူပစ္စည်းတွေလည်းဘာမှအဆင်သင့်မဖြစ်သေးဘူးမို့သူလိုအပ်တာလုပ်ပေးလိုက်လေဆမ်မဟိုကနေသူ့စီကိုဖုန်းဆက်မယ်ဟုတ်ကဲ့ပါဆင်မဟုတ်ကဲ့ပါဆင်မဘာလို့တက်စီခွာရလဲမောင်စုလိုက်ဖို့ခိုင်းတယ်လို့ပြောထားတယ်လေအော်ဟုတ်အဲ့ဒါ
ကျမခေါ်ထားတာမဟုတ်ဘူးဆရာမ ကျော်မြ ဒီ ဟဲ့မင်းဘယ်လိုရောက်လာလဲ ဒီချင်းကျွန်တော်လေအထုပ်ထမ်းမှုပဲဖြစ်ဖြစ်တောက်တူမရခိုင်းမှုပဲဖြစ်ဖြစ်ထမင်းချက်မှုပဲဖြစ်ဖြစ်ကြိုက်တာခိုင်းဖြစ်အားမနာနဲ့ကျွန်တော်လိုက်ခွင့်လေးတော့ပြပါတော့တချင်းနော် မဟုတ်သေးဘူးလေမင်းတို့တစ်ချက်ပြောထားပြီဒီခီးစင်ကသိပ္ပံပညာရှင်တွေပဲသွားမှာတခြားလဲလို့မရဘူးလို့ပြောထားတယ်အဲ့လောက်ပြောတဲ့ကြာမင်းရောက်လာတယ်ဆိုတာဒါတစ်ချက်စကားကိုမလေးစားနဲ့တူ မဟုတ်ပါဘူးတချင်းအဲ့ဒါဘောမျိုးမဟုတ်ပါဘူးတချင်းပြီးတော့ကျွန်တော်လည်းစိတ်ကူးသိပ္ပံဇာတ်လမ်းတွေကြောင်းရေးတဲ့စာရေးဆရာတယောက်ပါတချင်း အဲ့တော့ဘာဖြစ်လဲ အောင်ဆန်းရဲ့ဖြစ်ဖြစ်တွေကိုလေ့လာပြီးတော့ရေးသားပြုစုတာကျွန်တော်လုပ်လို့တချင်းအဲ့အတွက်တီချယ်တို့ရဲ့သူတေသနာလုပ်ငန်းတွေကိုကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့လက်တွေ့ကြကြလေ့လာဝင်ရခြင်းလို့ပါတချင်း မဟုတ်အခုသွားမဲ့နာမည်စင်းထဲမှာမင်းလိုက်ခွင့်မရှိဘူးဒီချက်မှလည်းခေါ်ခွင့်မရှိဘူးကွာ တီချယ်အခုခီးစင်ကတီချယ်နောက်ဆုံးသူတေသနာခီးစင်ဖြစ်တဲ့အတွက်ကျွန်တော်တချင်းစီပညာတွေအများကြီးလိုချင်လို့ပါတချင်းပြီးတော့ကျွန်တော်တကယ်ရင်းနေကျွန်တော်အရန်သတိရနေတာတချင်းကျွန်တော်အားလုံးအရန်တွေ့ချင်လို့ပါတချင်းကျွန်တော်လိုက်ခွင့်ပြပါတော့တချင်းနော် အေးပါနားနေပြီအမောဝင်ခေါ်နေလို့အေးဒါပဲရောက်တက်တာအေးပါ သူလည်းရော ကျော်မြလေ ဘယ်ကြောင်လဲ မင်းကမမိတော့ဘူးလားငါတို့ကျောင်းတော့အစနောက်တန်တဲ့တယောက်လေကွာအသက်ကြီးကြီးတယောက် အာအေးမှတ်မိပြီအဲ့ဒါဆိုတော့ဝမ်းသာကြပါဦးဒါနဲ့ဘိုးကြီးတော့ပါမှာလား ပါလေမင်းပါလုံးမလို့မင်းကိုကြည့်ရတကယ်ကြီးစုံလို့ပြောတာတဲ့အခြားကြောင်းပြောနေတယ်လို့ပဲနော်ရာ ညဖဲလို့ဒီကားလာလား ဟားရတယ် အော်သွားကြပါမယ် ဒီနေ့လာတော့ အေးပါဟုတ်ဘာလို့လဲတခါလုံးချတာရောချိုးပြီလား အော်အခုချုံမလို့ကိုရ ဟုတ်သူ့သွားမဲ့တကယ်ချင်းကကျောင်းလုံးကတကယ်ချင်းတွေပဲလား ဟုတ်တယ်ဒါပေမဲ့တီချယ်ခေါ်ရတဲ့သူတွေပဲပါမှာ ဩကိုယ့်တကယ်ချင်းတွေနဲ့ကိုတခါမှမဆုံဘူးသေးဘူးနော်ဒီခါတော့ကိုတွေ့ရတော့မှာပေါ့ ဟုတ် ကိုဟိုမှာတီချယ်တို့တီချယ် ပွေးတယ်သမီးပွေးတယ်မလေးငါသမီးကပိုတော့ချောလာပါလား အာတီချယ်ကလည်းတီချယ်ပိုချိုးပြီးပိုနှုတ်လာအရင်ပဲ thank you ပါသမီးရယ်ကျေမကောင်ကနေကောင်းလာတာ ဟုတ်ကောင်းပါရဲ့တီချယ်ကိုကြည့်ရလဲကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့အတိုင်းပဲလူပြိုနေတယ်နော် thank you ပါတာနောက်ဆုံးတွေ့တာဆိုလို့လွန်ခဲ့တဲ့နှစ်ကမနီလာမှာတွေ့တာနောက်ဆုံးတော့ ဟုတ်ပါရဲ့တီချယ် တော်တော်ကြာပြီပဲ ဟုတ်တယ် ဘိုးကြီးတွေ့ရကြပြီနော်ငါ့ကိုမမီးရလား ဟာမမေ့ရဘောကိုကျော်မြဘိုးကကိုကျော်မြရေးတဲ့ဆိုင်အမြဲဖက်တယ်နော်ကိုကျော်မြပြေးတက်အရင်ကြိုက်တာ ဟုတ်လားဒါဆိုနေငါ့အမှာကမလေးတော့ ဟုတ်တယ် ဟာကျင်းနေရိုက်တင်ပါလေဟာငါလည်းလေအခုတစ်ချိန်တို့လည်းအတူလိုက်ရမှာရမ်းပြောနေတာဒီလား ကိုကျမညာကျွန်တော်ရေပုံးကောင်ပါကိုကြီးရဲ့မျိုးသားပါ ဟုတ်ကဲ့ပါဗျတွေ့ရတာမှန်းသာပါလေဟုတ်ကဲ့ပါဗျ ဟေးဟုတ်ဒီချေကျွန်တော်နေတော့ကြာရတယ်တာလင်းရအချိန်လိုပါသေးတယ်တာရယ် ကျွန်တော်ရေပုံးကောင်ပါကို ကျွန်တော်မသိမြတ်တော့ပါ ဟုတ် ကျွန်တော်အမော ဟုတ်ကဲ့ပါတွေ့ရမှာလား ဝမ်းသာပါ ဆရာမမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်တိုးမောင်ပါပြီးခဲ့တဲ့ဘက်ကဆရာမစီမေးဖို့ထားကျွန်တော်ပါ အော်ဟုတ်ပြီဒါဆိုဦးနေဖုန်နိုင်လူယုံတော့ဗော ဟုတ်ပါတယ်ခင်ဗျာဆရာမအပြင်မှာကားဆောက်နေပါတယ်ခင်ဗျာကျွန်တော်သွားအောင် โอเค ဟုတ်ခင်ဗျာ
တွေ့ရတော့ဝမ်းသာပါတယ် ဝမ်းသာပါတယ်ရှင် ကျွန်တော်ရွှေသစ်စင်ဆန်ရကနေကြိုဆိုပါတယ်လို့လည်းအားလုံးအဆင်ပြေကြရလား ပြေးပါတယ်ဒီမျိုးလေးကတော်တော်ตายရတာပဲနော် ဒီလိုပဲဒီမျိုးကိုရောက်တဲ့လူတွေကတော့အဲ့လိုပဲမှတ်ချက်ချကြတယ်ကဲအားလုံးလည်းပြင်ပန်းလာပြီဆိုတော့နားလိုက်ပါအောင်ညကြမှာပဲတစ်ခုစားရင်းနဲ့အေးဆေးစကားပြောကြတယ်ကြောက်မှန်တိုင်းပြောရရင်တော့ကျွန်တော်ရဲ့ဖိတ်ကြားမှုကိုလက်ခံလိုက်မယ်လို့ကျွန်တော်လုံးဝထင်မထားဘူးဆရာမကျွန်တော်ဖိတ်ကြားမှုကိုလက်ခံပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ပါတယ်ဦးနေဘုံနိုင်ရဲ့ရည်ရွယ်ချက်ကိုလည်းကျွန်မစိတ်ဝင်စားတယ်ကျွန်မတပည့်လေးရတယ်စိတ်ဝင်စားပြီးတော့ကျွန်မနဲ့အတူလိုက်လာခဲ့ကြတာပါ ကျွန်တော်လည်းဒီအနီးနားပတ်ဝန်းကျင်ကတောတောင်တွေကတလိမ့်ဆန်တွေတစ်ပင်တွေကိုစမ်းသပ်ရင်းနဲ့တမိုးနေတဲ့စီးပွားတွေထုတ်လုပ်ဖို့အများနဲ့ကြိုးစားနေတာပါ အခုလိုမျိုးတန်မိုးနေပြီးတော့အစမ်းထက်တဲ့စေဝါတွေဒါတီထွင်နိုင်မယ်ဆိုရင်ပိုးလူလူသားတွေအတွက်တကယ်ကိုအကျိုးရှိမှာပဲ အခုကျွန်တော်တို့စမ်းသပ်မှုတွေကသာကင်ဆာရောဂါကိုကုသနိုင်တဲ့အဖြစ်တစ်ခုဖြစ်ခဲ့မယ်လို့စဉ်းစားကြည့်လိုက်ပါဆရာမကျွန်တော်နိုင်ငံအတွက်ကောတစ်ကမ္ဘာလုံးအတွက်ပါအရန်ကိုအကျိုးရှိမှာပါဆရာမတို့အချိန်ပေးရကြနှက်မှာပါဆရာမ ကျွန်မလည်းအများအကျိုးအတွက်ကိုကျွန်မဘဝတစ်ခုလုံးကိုဒီစမ်းသပ်ချက်ထဲမှာမြှုပ်နှံထားတာပါရှင် ပိုးတို့လည်းအစွမ်းကုန်စမ်းတက်ပြီးတော့ရှာဖွေနေပါမယ် အခုလိုအားလုံးဝမ်းဝမ်းကူညီပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ချစ်ရဆရာမတို့အတွက်စီစဉ်ပေးထားတဲ့ခန်းလေးအဆင်ပြေရလားမသိ ပြေးပါတယ်ကျေးဇူးပါပဲ ဘူး။ဟုတ်ကဲ့။တခုခုလိုအဲ့လို့ရှိရင်တယောက်ယောက်အချိန်လေးခေါ်လို့ရပါတယ်။ကျွန်တော်လည်းခေါ်လို့ရပါတယ် ဟုတ်ကဲ့ပါ ။အားလုံးလည်းခွင့်ပြုပါဦး ကဲဒီညတော့စောစီနားကြတော့လက်ဖန်ကြရင်တစ်ချက်လုံးနဲ့စားကြမယ်အဲနင်းတစ်ချက်အဖွဲလေးဖွဲ့ပေးရအောင်လားနော်တင်းမြတ်နဲ့ကြော်မြကဒေတန်တရာကိုရှာဖွေဖို့တစ်ဖွဲ့လိုက်မယ်နော်အမော်နဲ့ရပုတ်ကောင်ကတစ်ဖွဲ့တီချယ်နဲ့ပိုးရီသွေးကတစ်ပင်တွေကြောင်းရှာကြမယ်โอเคကဲဒီညတော့နားကြတော့နော် ဟုတ်ကဲ့ပါခုနကပါတချေခုန ကနိုင်အော်တမီးနဲ့တစ်ချက်နဲ့ပြောစားစကားလေးရှိတယ်ရပုတ်ကောင် ရှားပါဒီချေဟိုအဲ့ဒါကိုရင်ဝင်နေလိုက်မယ် ဟုတ်ပါတမီးပိုးရီအဆင်ပြေလား ဟုတ်ပြေးပါတယ်ဒီချက်ပိုးကတော့မနှက်ပြန်အတွက်အစင်းသင်းဖြစ်နေပြီစိတ်လည်းအရင်လှုပ်ရှားနေ ဒီချက်လေကိုယ်တပိုင်နဲ့ပြန်ဆုံးတော့အရန်ဝမ်းတာတာပဲအလုပ်တူတူတွဲလို့မယ်ဆိုပိုးတော်ဝမ်းတာသေးတယ် ပိုးလည်းအရင်ပျော်နေရဒီချက်ဟိုနည်းနည်းဒီချက်ပို့ပါမှာမလို့လဲ ခဏလေးတမီးအမောခေါ်လာလို့နော်အော်ပါအမောလာထိုင်တားတော့တမီးတို့ဒီချက်ပြောစရာရှိလို့ခေါ်တာတားနဲ့တမီးမှာအတိတ်ကဘာအကြောင်းအရာပဲရှိခဲ့ကိုကိုကြီးကိုရာကိုမေ့ပြီးတော့ဒီဆက်သက်မှုအလုပ်ကိုပဲအောင်မြင်အောင်လုပ်စေချင်တယ်အောင်စိုက်စေချင်တယ်ဒီလုပ်ငန်းကြီးမအောင်မြင်မချင်းကိုဘာပြဿနာမှဖြစ်စေချင်ဘူးဒီချက်ကတားတော့တမီးတို့ယုံကြည်လို့ဒီဆက်သက်မှုကိုစီစဉ်လိုက်တာပဲဒီချက်ဆုံးဖြတ်ချက်မှန်ပါတယ်နော် စိတ်ချပါချေဘာပြဿနာမှဖြစ်စီရအောင် ပေါ်ရအောင် ပိုးလည်းကြည့်ပေးပါရဒီချက်ပြီးတော့အတိတ်ကတိတ်မှကျန်ခဲ့ပါပြီ ကျေးဇူးပါပဲဒီချက်လေးဒီချက်တပည့်တွေကိုသိပ္ပံပညာရှင်အနေနဲ့ပြန်တွေ့ရတာဒီချက်အရန်ဝမ်းတာတယ်ခုံလဲခုံနေတယ် ဒီချက်တခြားဘာကိစ္စမှမရှိတော့ဆိုရင်ကျွန်တော်ခွင့်ပြုပါဦးကျွန်တော်လေးနည်းနည်းပြန်မလာတော့ Okay.
ငါမင်းကိုကြောက်တယ်ဦးထင်တာမင်းကြောက်တဲ့သားပဲကွာ ငါဘာကြောက်လဲ မင်းဒီရဘာခေါ်ပြောလဲ ဘာဘောကွာလုပ်ကိစ္စ မင်းနဲ့ပူကြီးတွေဘောင်းနှစ်ယောက်တည်းခေါ်တာလေ အဲ့တော့ငါပဲသိမှာလဲကွာမင်းသိရင် तू သွားမရော ငါထင်တော့မင်းတို့ရဲ့ရင်တော့အကြောင်းဒီချိန်တိလို့ထင်တယ်နော် မသိဘူးကွာငါပဲမန်းနေပြီအိတ်ချင်နေပြီဒီတော့ မင်းတို့မျောနေတယ်ဝင်မလားမင်းရင်တိုင်းမှာပဲကွာမင်းတို့ချစ်နေတော့မှာပဲ တော်လိုက်တော့အေးဟာဟဲ့ဟာဟဲ့ဟဲ့ငါမလားဟဲ့ဟာတော့ကောင်းပြီကွာမင်းတွေ့မယ် 哎呀，别来了，好老家。 ဟိုဒီမှာလူရှိလာရင်ဒီမှာထိုင်လို့ရလား 哦，ရပါ အာကျေးဇူးပါ ဒီချက်နာမည်တော်ရင်မြစ်ပါဒီချက်သားတို့သမီးတို့ဇီဝဗေဒပညာနဲ့ပတ်သက်ပြီးသင်ကြားပေးမယ့်ဆရာမပါဇီဝဗေဒပညာညဆိုတာအင်မတန်ခက်ခဲပါတယ်အဲ့တော့ဒီချက်အထူးမှာချင်တာကတော့သားတို့သမီးတို့အတန်းတက်ချင်မှန်စေချင်ပါတယ်နောက်တစ်ခါဒီတန်းထဲမှာသားတို့သမီးတို့စာမွေးဖြေဖို့နဲ့စက်တက်မှုလုပ်ဖို့အတွက်ကိုအဖေါ်ကဒီမှာရောက်နေပြီသူနဲ့တူစက်တက်မှုတွေစာမွေးဖြေတာတွေတော့သူတော်လို့ရှိရင်ကိုတော်မယ်သူရရင်ကိုရမယ်ကိုညံ့လို့ရှိရင်သူလည်းကြမှာနော်အဲ့တော့ကိုပါတနာကိုအတွက်အရေးပါတယ်ဆိုတာကိုဒီချက်သတိပေးခြင်းတယ်ဟဲ့ပြောပါ ကျွန်တော်တို့ကဘယ်သူနဲ့တွေ့ရမှာလဲ ဘယ်သူနဲ့တွေ့ရမလဲဆိုတော့ဒီတန်းထဲမှာရှိတဲ့ကိုဘေးရသူပဲပေါ့ကိုဘေးရပါတနာနဲ့ကိုနဲ့အပြန်အလှန်အပေးယူညီရမယ်ဆွေးနွေးမှုတွေတိုင်ပင်ညှိနှိုင်းပြီးတော့စူးစမ်းကြပါဦးချက်တိုက်တွန်းပေးခြင်းတယ်နော် ဒါဆိုရင်မင်းလည်းညာ တွေ့ရမှာပါကျွန်တော်နာမည်အဲ့ ဟုတ်တွေ့ရမှာပါတယ်ကိုနာမည်ကပို့ရသူပါ ကဲတင်ငန်းသာစမယ် မဲ့ဒီမှာပါလာလို့ ဟိုရေးစားလို့မီးဝဲလောင်လိုက်ရှာတာ ဟိုဘက်မှာ ဟုတ်ကဲ့ဟိုလေဟိုတန်းနဲ့ဒီထဲကနေပြီးတော့အတန်တစ်ခုခုကြားနေရလားလို့ မစိတ်ထင်လို့နေမှာပါနေစမ်းမအောင်မင်းနာမည်ဘယ်လို
ဟုတ်ကျမနာမည်ပိုးရီတွေ့ပါ ဒီနေရာတောနေနေတော့အတန်တစ်ခုမင်းကြားရနေမှာပါတကယ်လို့မင်းလိုအပ်တာရှိရင်အင်အားကူတွေကိုခေါ်ခိုင်းတယ် ဟုတ်ကဲ့ပါဟုတ်ဒါပေမဲ့ ခုနိုင်ပို့ရတယ် ကဲအားလုံးပဲတခြားနောက်ထပ်မဲ့တစ်ချက်ပြောမယ်တခြားတို့ခုသွားမဲ့ခင်းစရာပေါ့လို့ခင်းစပဲเนาะဒီတော်ထဲမှာရှိတဲ့တစ်ပင်တွေတရိတ်ဆန်တဲ့မျိုးစီကိုရှားမယ်အဲ့မျိုးစီတွေကခြေတို့တဲ့အတွက်အရန်ကိုအသုံးဝင်တယ်ပြီးတော့ခြေတို့စင်းစီကန်းတွေလိုက်နာဖို့အရေးကြီးရယ်နောက်တယောက်နဲ့တယောက်လည်းညှိနှိုင်းတဲ့နဲ့မင်းဆွေးနွေးကြပါเนาะချက်ပြနားလဲเนาะ ဟုတ်ကဲ့ပါ โอเคဒီစကြအောင် ဟာမာထားတဲ့အတိုင်းလောက်ထားတာ လောက်ထားပါစေ ကိုဖွဲ့တွေရော တော်လေးရောက်နေပါစေ မင်းဖွဲ့တွေလိုက်တော့လား လိုက်သွားပါစေ အဲ့ဆိုရင်စီစဉ်ထားတဲ့အတိုင်းဆက်ပြီးလှုပ်ရှားလိုက်ပေါ့ ဟုတ်ကဲ့ပါစေ ဘိုးဤသမီးစင်ပြေလားဟုတ်ဘိုးဤသမီးတချို့တခုလွတ်ဝတ်ထားတယ်လို့ပဲနော် ရှင်ဟုတ်ဘာဖြစ်လို့လဲဒီရှင် သမီးပညာတော်ရင်စုရထားရဲဆိုတချို့လည်းမပြောပါလားသမီးတန်ငယ်ချင်းပြောမှတစ်ချက်သိရတာ ဟုတ်အဲ့ဒါဒီလိုပါဒီရှင်သမီးဟိုလျက်မှတီးရလို့ပါဟိုဒီချက်ကိုပြောမယ်နဲ့မပြောဖြစ်သေးတာ sorry ပါနော်ဒီရှင် ရပါတယ်သမီးရေတချို့သမီးကိုဂုဏ်ပြုချင်တာပါ congratulation သမီး ဟုတ်ကဲ့ကျေးဇူးပါနော်ဒီရှင်ဒီချက်ပိုးမကိုဝင်ရှိနေပြီ ဟမ်တကယ်ဟာဘိုးရေတချို့တော့သမီးကိုဂုဏ်ပြုကြတယ်အများကြီးဖြစ်နေပြီသမီးဘေဘီလေးတွေကိုဂုဏ်ပြုအောင်ပါဂုဏ်ပြုပဲတစ်ခုလောက်ကိုလောက်ရမယ်ဒါမဲ့တခုရှိသမီးကိုဝင်နေဒီခီကိုဆက်လို့ဖြစ်ပါမလားရဲပုံကောင်ကဘာမှမပြောဘူးလား အော်သမီးကိုကိစ္စအကိုကိုအသိမပေးရသေးဘူးဒီချက်ဟိုသမီးအလုပ်လုပ်ရတာအဆင်ပြေပါတယ်ဟိုဒီချက်ဘာမှမစိုးရိမ်ပါနဲ့ဒါပေမဲ့သမီးအခုလောလောဆယ်တော့စိတ်တွေရဲရှုံနေဒီချက်ပညာတော်သင်ခီကအော်စီကိုနှစ်တောင်သွားရမှာသမီးအိပညာတော်သင်ခီမှာလေ့လာချင်တာတွေတင်ယူချင်တာတွေအများကြီးရှိသေးတယ်ဒါပေမဲ့အခုဒီကိုဝင်ကိစ္စပေါ်လာတော့သမီးတကယ်ဘာဆက်လုပ်ရမလဲမသိဘူးအိပညာတော်သင်ခီကသမီးရဲ့ရီမန်းချက်တစ်ခုပါဒီချက် သမီးကိုရီမမ်းမိတကယ်စူးစမ်းရင်ဘာမှမဆိုဖြစ်နိုင်ပါတယ်သမီးရဲ့ဒီချေတို့မြန်မာမင်းကလေးတွေမှာသိပ္ပံပညာရှင်သိရှားပါတာသမီးရဲ့ ဟုတ်လေဒီချက်ကိုအရင်အားကြရပဲ ဖြစ်ချင်စူးစမ်းဖို့သမီးရဲ့ဖြစ်နိုင်တာပေါ့ဒီချေစူးစမ်းတဲ့အချိန်တော့ဆိုရင်လေချက်သားလေးငငယ်လေးပဲရှိသေးတာဒီချက်ကမိသားစုကိစ္စတဲ့အလုပ်ကိစ္စကိုပို့ဦးစားပြီးတော့သားလေးရဲ့အထင်လွဲမှုတော့ဒီချက်ခံခဲ့ရတာသမီးရဲ့ဒါပေမဲ့သမီးရင်သွေးလေးကတော့ကံကောင်းကြီးနေတည်ဆောင်လာမဲ့ဘေဘီလေးဖြစ်မှာပါသမီးရဲ့အေးဒီလိုရှိရပေါ့လက်တွေ့ဘဝနဲ့သမီးမျှော်လင့်ချက်ချမှာတော့ဆုံးဖြတ်ချက်တစ်ခုတော့လိုတယ်သမီးအဲ့ဆုံးဖြတ်ချက်ကိုသမီးကိုယ်တိုင်နဲ့ဆုံးဖြတ်ချက်ချရမှာသမီးဆုံးဖြတ်ချက်ကိုယ်တိုင်ချတဲ့အခါမှာမှန်ကန်မှုရှိလိမ့်မယ်လို့တစ်ချက်ယုံကြည်တယ်သမီး သမီးလည်းအဲ့လိုပဲပြောနေပါတယ်ဒီချက် သမီးကိုကိုရောကျူးဆိုင်နော်တိတ်ပင်ပန်းတော့မခံနဲ့သူများဝိုင်းပြီးဂယူးဆိုင်တာလေကိုဂယူးဆိုင်တာပုံပြီးလုံချုံနေသမီးတခုဖြစ်နေတစ်ချက်ပြောနော် ဟုတ်ကဲ့ကျေးဇူးပါလို့ဒီချက်
ကိုရဲဘုံက Microsoft သုံးမို့လား ဟာရပါတယ်ကျွန်တော်မလို့သေးပါဘူးပြီးမှယူပါမယ် ဟောအဲ့ဒါဆိုရင်တော့အဆင်ပြေတာပါဗျာ အော်ဒါနဲ့ခင်ဗျားနာမည်ကိုအမောင်ဟုတ်ပါရဲ့နော် ဟောကျွန်တော်အမော်လို့ပဲခေါ်ပါ ဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်လည်းရဲဘော်လို့ခွန်နိုင်ပါတယ် ဟုတ်ကဲ့ပါ ကျွန်တော်မျိုးသမီးနဲ့ခင်ဗျားနဲ့အเจ้าမောင်ငယ်တီးခဲ့ကြတာဆို ဟုတ်ပါတယ် တော်တော်ယဉ်နီးခဲ့ကြရလား အဲ့တော့လည်းမဟုတ်ပါဘူးဗျာ ဟုတ်ကဲ့ပါ အခုတော့ခင်ဗျားပိုင်သွားပါပြီ ရဘလို့ ဩကျွန်တော်ဒါကိုသုံးလို့ပြီးသွားပြီခင်ဗျားသုံးလို့ရပြီလို့ပြောတာပါကျွန်တော်ခွင့်ပြုပါဦး အော်ဟုတ်ကဲ့ပါ လုံးဘူးရေလုံးဘူးအိမ်ရဟာရင်လည်းဘယ်တွေရောက်နေကြလဲမသိ လာပြီမမလေးမမလေးပြန်ရောက်ပြီနော် မရောက်သေးဘူးဟေးရူဘီခေကစင်ကာပူမှာပဲရှိသေးတယ်ဒါကသူ့ရဲ့ကိုပွားလေသိပြီလားအပေါ်စကားတွေပြောတာမကြိုက်ပါဘူးဆိုတော့ဘာလဲလာပြောနေခေါ်ရင်တော့ချက်ချင်းမလာဘူး တောင်းမှမှာတယ်မမလေး ကားရပစ္စည်းရယူသွားလိုက်နောက်ရဲ့အချစ်ဆုံးကိုရောဘယ်ရောက်နေရကိုကို လူပြီးတော်တော်မှပြောခဲ့ရလား ပြောတာဗောကိုကိုရဲ့ဈေးဝယ်ထွက်နေအပန်းဖြေရတော့ပြောစရာကောင်းတာမရှိဘူးခကြီးမသွားခင်တော့စိတ်ကတိတ်မလန်းဘူးဖြစ်နေတာဝင်းနေရလဲရောက်တော့မှဆိုတော့ပူဆိုးသွားတာဗောပစ္စည်းတွေအများကြီးဝယ်လာလို့ကိုစိတ်မဆိုးပါဘူးနော် စိတ်မဆိုးပါဘူးကွာလူပြီးစိတ်ချမ်းသာပြီးတော့ပါပဲ အားကြောင့်လို့ဒီကိုကိုချစ် ကိုလည်းဖြစ်ပါတယ် လူပြီးပင်ပန်းနေပြီးသွားနာလိုက်အောင်နော် ကောင်းပြီလေဟောလူပြီးဒီမှာဧည့်သည်တွေရောက်နေတယ်လူပြီးဖိုးပြောတော့ကိုပြောသေးရလေရန်ကုန်ကသူတည်နာပညာရှင်တွေဒီမှာနေပြီးတော့ဆန္ဒမှုတွေလုပ်လိုက်ပါစီပီရမလား ပြပါတယ်သူတို့နဲ့ထင်တာကြမှာပဲတွေ့မှာလေနော် အဲ့ဒီကတယောက်ကတော့မှရူဘီနဲ့တည်တယ်လို့ပြောတယ်အလုပ်လည်းအတူတူတွဲလုပ်ခုတယ်တဲ့ ဟုတ်လားကိုဘယ်သူများလဲရူဘီအောင်စိတ်ဝင်စားပါ တော်ကြီးမြင့်ရန်ကုန်တက္ကသိုလ်ပေါမောက်ခါလေ တော်ကြီးမြင်ဟုတ်လား ရူဘီတည်လား ကောင်းကောင်းကြီးသိတာ 怎么样？怎么样？怎么样？ ဟေး 我变好过呀？ အေးခဏလေးပါကွာအချိန်ရပါသေးတယ်မင်းကလည်း 哎呀，我比前那我有叫来着，你听了？我变好。 ငါတို့ခုနကထွက်လာတာပဲအဲ့လိုအဝေးမြောက်သေးပါဘူး 咱们今年呀，我这个这没有一个交钱进来呀。 ဘာလဲကွာမင်းကလည်းလက်နေကြ 哎呀，我这漏完了哇！ ဟောရုံးတို့ကြောင့်ဖြတ်သွားနေမှာပေါ့ 我不能呀，他变好我来不好。哎呀，漏你呀！ ခဏလေး 来不我变好我了， ခဏလေးခဏလေး 来吧， ခဏလေး 来。 ငါသွားကြည့်လိုက်ပါ 他漏完我没把油到嘛嘞。 ဟောခဏလေး 哎呀，怎么样？ ဟာခင်ဗျားခင်ဗျားဒီမှာဘာထိုင်လို့လဲ 哎呀，来了，这也挺多了，俺们怕漏呢。 မင်းတို့ကပဲငါ့ကိုရိုက်ခုလို့မင်းတို့ပြန်လန့်နေရပြီ ခင်ဗျားရိုက်ခံအောင်လို့ကန်ကောင်းသွားလို့ဒီမှာကိုเจ้าနဲ့ဘာထိုင်လို့လဲ ငါအလုပ်ငါလုပ်နေရလေငါယုံထောင်းနေတာမင်းတို့ကဒီတော့ရဘာလို့တာလဲ ဘာမှမလုပ်ပါဘူးဗျာ။ဟောကျွန်တော်ပြင်မလား ဟဲ့အောင်မင်းတို့ဒီတော့ကညစိတ်မချအောင်နော်မင်းတို့မမောင်ခင်ပြန်ကောင်းနိုင်မယ်အာမင်းတို့စိတ်ဘူးလို့ပြောနေတာကြားလား ။ဟုတ်ပြီ
ကိုဘယ်လိုလုပ်လိုက်တာလဲ ကိုတောင်းမှမှာလေကွာရူဘီနဲ့ဒေါ်ရီမြေချောင်းမှာအဲ့လိုပြဿနာရှိမှကိုလုံးဝမသိလို့ပါ ကိုမေးတဲ့နယ်မဟုတ်ဘူးလားဘသူတွေကိုခေါ်ထားလဲဆိုတာရူဘီကိုကြိုပြောတဲ့နယ်လေကိုနဲ့ပတ်သက်တာဘာမှသေချာမသိရကိုအလုပ်ကိစ္စတွေလည်းသိခွင့်မရဘူးရူဘီတီးမခံနိုင်တော့ဘူးနော်ကို မဟုတ်ပါဘူးရူဘီရဲ့ရူဘီကိုစိတ်ရှုံမှဆိုလို့ကိုဘာမှမပြောတာပါကိုအလုပ်တွေကိုရူဘီသိတော့ရူဘီအတွက်စိတ်ညစ်စရာလို့ပြီးဘာမှဖြစ်လာမှာမဟုတ်တာ အဲ့ဒါပဲလေရှင်ပြောတဲ့စကားမှာတဲ့ဟိုကကျမကိုအလေးမထားတာပါနေရှင်ကျမကိုဇနီးမယားတယောက်လို့တိုင်ပင်မက်တယောက်လို့တတ်မှတ်လို့လားကျမတိတ်ဆိတ်ဖြတ်တာပဲ ကဲပါရူဘီရဲ့ရူဘီဘာဖြစ်ချင်တာလဲဖြစ်ချင်တာကိုပြောကိုတက်နိုင်တာအားလုံးလုပ်ပြီရူဘီနဲ့ညင်းတွေကိုကိုမှအချိန်မရှိဘူးကိုမှလည်းလှုပ်ရှားတယ်အများကြီးရှိသေးတယ်မနေ့ကဆိုရင်သူတို့ကလှုပ်ရှားကြတော့မှာအဲ့အတွက်ကိုစီစဉ်ပေးရအောင်ပါကိုမှလှုပ်ပေးစရာတွေလည်းရှိတယ်ပြီးတော့အဲ့ဒါဆိုလဲသူတို့အားလုံးတော်ရဲ့အိမ်ဟောင်းပေးနေလိုက်လေရှင်သူတို့နဲ့နေကျင်တယ်ဆိုရင်တော့သွားနေလိုက်အဲ့မိမကြီးတော့အိမ်ပေါ်နောက်တစ်ခါခေါ်မလားကျမသူ့မျက်နှာမကြည့်ချင် ရူဘီမင်းဘယ်လိုပြောလိုက်တာလဲအဲ့မှာအဲ့ရလည်းအဆင်မပြေဘူးနေဖို့ထိုင်ဖို့အတွက်ကလည်းဘလို့မှမဖြစ်နိုင်ဘူးဘယ်ကတိကဖက်တွေမပြောနဲ့လို့ကွာခလေးလည်းမဟုတ်တော့မရအောင်ကျမကတော့အဲ့မိမကြီးဒီအိမ်မှာနေမယ်ဆိုရင်ဒီကနေထွက်သွားတယ်သူ့ကိုဒီအိမ်မှာလုံးဝမထားနိုင်သူတို့အားလုံးတော်ရဲ့အိမ်ဟောင်းမှာနေဖို့လုံးဘူးကိုစီစဉ်ခိုင်းတာတယ်သူတို့အားလုံးအဆင်ပြေအောင်ကျမစီစဉ်ပေးမှာဆိုတော့ရှင်စိတ်ပူနေတယ်ဦးလေးဟိုဘာပြဿနာရှိလို့လဲ ရှိတာပေါ့ပြဿနာအကြီးပဲကွာ ဘာဖြစ်နေလို့လဲဦးလေး ငါတို့အားလုံးပြန်နေပြီမင်းတို့ဒီမှာဘာလုပ်နေကြလဲ ကျွန်တော်အလုပ်လုပ်နေတာလေကစားနေတာပါမို့ အဲ့လုပ်ကိုပဲပြောနေတာပေါ့အခုနေဝင်တော့မယ်ငါတို့အကုန်လုံးပြန်နေပြီလေကွာ အော်စိတ်မရှိပါနဲ့ဆရာကြီးကျမတို့ပြီးကန်ဒီပဲခဏလေးစောက်ပေးပါနော် ဒီမှာဘာတွေဖြစ်နေလဲမင်းတို့မသိဘူးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေထူးထူးဆန်းဆန်းအဖြစ်အပျက်တွေဒီမှာညာတိုင်းကြုံနေကြတယ်ဒီကလူတွေတော့သတိနဲ့ထားပြီးနေကြတာအဲ့ဒါငါမင်းတို့ကိုပြောပြတာငါတို့အားလုံးပြန်နေပြီ ဒီခေတ်ကြီးထဲမှာဗျာမဖြစ်နိုင်မပြောပါနဲ့အဲ့လိုအခြေမြင့်မရှိတဲ့အကြောင်းအရာတွေကိုကျွန်တော်စိတ်ဝင်စား အမော sorry ပါချင် မင်းတို့ငါ့ကိုမယုံလဲရတယ်ဒီမှာထူးဆန်းပြီးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကတကယ်ဖြစ်နေလို့မင်းတို့ကိုပြောနေတာငါဒီနေကံမလို့မင်းတို့ကိုပြောပြနေတာမင်းတို့ကွာကိုအတပဲကိုကြီးတဲ့လူတွေပဲစင်နော်ဒီမှာဆိုပြမယ်နော်ဒါပြထားလိုက်နော် ဒေါက်တာရူဘီခင်ကစေကူတမှုတွေမှားယွင်းမှုနဲ့အဲ့ဒီစေကူတမှုတွေမှားယွင်းမှုရဲ့အကျိုးဆက်ပေါ်မှာတာဝန်တွေကိုလင်းဟင်းတာတိတာထင်ရှားတဲ့အတွက်ကြောင့်ကျမတို့အဖွဲ့ကနေပြီးတော့ဒေါက်တာရူဘီခင်ကိုအပြစ်ရှိတယ်လို့သတ်မှတ်လိုက်တယ်။တရားလူတွေဘက်ကလည်းအမှုကိုကြေးပြီးပြီဆိုတော့ဒီအမှုကိုပြစ်မှုဆိုင်ရာဘက်ကပဲဖြစ်ဖြစ်တိတုတရားရုံးကပဲဖြစ်ဖြစ်တရားစွဲဆိုဖို့မပြုလုပ်တော့ဘူး။ဒါပေမဲ့ကျမတို့ဘုတ်အဖွဲ့ကနေပြီးတော့ဒေါက်တာရူဘီခင်ရဲ့စေကူတမှုလိုင်စင်ကိုအခုပဲပိတ်သိမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါဆိုကျမအခုတော့ကိုဆရာဝန်တယောက်မဟုတ်တော့ဘူးဆိုလို့လား ဟုတ်ပါတယ် ဒါကျမရဲ့အိမ်မက်လေဒီနေရာထိရောက်လာအောင်ကျမဘယ်လောက်ထိစူးစမ်းခဲ့ရဆိုရှင်းလို့နားမလဲပါဘူးကျမစိတ်မကောင်းအောင်ဒေါက်တာရူဘီခင်
အားလုံးအဆင်ပြေလားပိုးရင်ရောအဆင်ပြေလား ဟုတ်ပြေပါရဲ့ရှင် ဟာဒုက္ခပဲဘာလို့တိုက်လိုက်ပြီလဲမသိဘူးကွာ ဟိုတခုတော့တိုက်မိတာတေချာငါတို့စဉ်းကြည့်အောင်ဟဲ့ ဟာဟေးမစင်းတော့အရင်မစင်းနဲ့ဟေး ဟဲ့ဘာမှလည်းမရှိဘူး ဟုတ်သေးပါ တိုက်တော့တိုက်မိသွားရင်နော်လူပြစ်ဖို့များတယ် အေးတခုတော့တခုပဲကွာဒါပေမဲ့သူကဘာလည်းမရှိဘူး ရှည်နဲ့တိုက်မိလို့များတနေရာကိုတော့ဟွာဖြစ်မယ် ဖြစ်တယ်တရားကိုတိုက်မိတာဆိုရင်ဒီနေရာမှာရှိတယ်အခုကဘယ်သူမှမရှိဘူးဆိုတော့တော်တော်ထူးဆန်းတယ် ဘာလို့တိုက်လိုက်တာလဲဟာတလိမ့်ဆန်တကောင်ကောင်ကိုတိုက်မိတာဖြစ်မှာပေါ့ကွာ ဟုတ်မဟုတ်ပါဘူးဟိုကျမတွေ့လိုက်တာတော့လူတစ်ယောက်ပုံစံပါ ဟာမဖြစ်နိုင်ဘူးလူဆိုလို့ရှိရင်တိုက်မိရင်ဒီမှာရှိမှာပေါ့ဒါတလိမ့်ဆန်တကောင်ကောင်ကိုတိုက်လိုက်လို့ဒါထွက်ပြေးသွားတာဖြစ်လိမ့်မယ် ဟုတ်လားဒီမှာလည်းဖြစ်နိုင်တယ်ဒိဋ္ဌံတော်ကောင်ဖြစ်မှာပါတီချာဘယ်လိုထင်လဲမသိ ဒီချဲတိုက်လိုက်တယ်တော့သိရဘာလို့တိုက်တယ်ဆိုတော့စမွေးစမွားဖြစ်ဒီချဲလည်းမြင်လိုက်ဘူးအဲ့ဆိုမနေ့ကမှတစ်ခေါက်ပြန်လာပြီးတော့ကြည့်ကြအောင်လားနော်အဲ့တော့အဖြေသေးချာသိရတာပေါ့လောဆယ်တော့ပြန်လာကောင်းမယ်ထင်တယ်နော် ဟာဖြစ်တယ်လေဟေးလားပြန်ကြမယ်သွားမယ်တကယ်ငါဘာလည်းမသိဘူး ထားပါရည်လေ ဖျားကြီးဟိုကြည့်ရတွေ့နေတူတယ် သူရောမဖြစ်နိုင်ဘူးရောင်းတော်မဲနေ ဟေ့တော်တော်လေးစီးကက်နေတာပဲတခုတော့တခုပဲ တင်းမြေဒီချက်ပစ္စည်းသွားယူပါလားဒီအစီကိုနမူနာယူအောင်လို့ ဟုတ်ကဲ့တီချာ ဟာဟေးခက်မလို့လာလေဗျဟာငါလုပ်ကိုငါလုပ်တာလေမင်းတို့ကွာမင်းတို့ကတော့အိမ်ကိုပြန်ရောက်ပြီငါမှတော့ဒီကားကြီးကိုရေဆေးရအောင်မယ်ငါအလုပ်တွေမပြီးသေးဘူးငါအိမ်ကိုစောစောပြန်ကြည့်ပြီကွာငါအိမ်ကနည်းနည်းဝေးတယ်ကွာ ထမကျမတို့နမူနာယူမဲ့အစီကိုလည်းရှင်ဖြက်စီးပြစ်လိုက်သေးတယ် ဆရာမပြောတဲ့နမူနာတွေဘာတွေကြုတ်တီလည်းမသိဘူးစိတ်လည်းမဝင်စားဘူးဗျာခုနတိုက်သွားတဲ့အကောင်တကောင်ကောင်ရဲ့သွေးတွေပဲဖြစ်မှာပေါ့ဗျာခုနဆရာမပြောသလိုပဲမနေ့ကစောစောကျုပ်တို့ပြန်သွားပြီးတော့မှပြန်ပြီးစစ်ဆေးရင်လည်းရတာပဲဗျာဒါပေမဲ့ဒီညတော့ကျေးဇူးပြုပြီးတော့မှကျုပ်လှုပ်လက်စအလုပ်တွေကိုလက်စတက်ပြီးအိမ်ကိုမြင်းပြန်ညီပြီဗျာဟုတ်ပြီလားတကယ်တော်တော်ဆိုးတဲ့ driver ပဲတခါမှအဲ့လို driver မတွေ့ဘူးတော်သေးရပါဘော तू ကကားသမားမဟုတ်လို့ကားပိုင်ရှင်တတိတာဆိုလို့ရှိရင်ဘယ်လိုများဆက်ဆံလဲမသိဘူး ဟုတ်တယ်ငါတို့အဲ့လိုယူနေလို့ပဲထင်တယ် ငါကောကွာယူကြအောင်စောင်းတယ်အဲ့ဒါကလင်ကကျင့်ညာညာလို့ခေါ်တယ်သူတခုနဲ့တိုက်မိတာကိုသူ့သိမသိအောင်အမြန်လက်စဖြောက်ပြတာလည်းဖြစ်နေတာပဲ ဟုတ်တယ်အဲ့မှာပြောတာမှန်တယ်ဘာဖြစ်လဲဒီချက်အဲ့ညမှာတော့မြင့်မြင့်တက်တက်ဖြစ်သွားတာတော့အမှန်ပဲနောက်နေ့ကျရင်ရွာထဲကိုသွားပြီးတော့ရွာသားတွေဘာဖြစ်လဲဆိုတာသွားစုံစမ်းမယ်နိဒီချက်ချင်းကလူကိုတိုက်မိရတော့မဖြစ်နိုင်ဘူးဘာလို့အဲ့မှာလူမမတွေ့ပဲနေဥစား ဟုတ်တယ်တီချာကျွန်တော်လည်းဒိဋ္ဌံတော်ကောင်ကိုတိုက်မိလို့ထင်တာပဲ တော်ရင်မြင့်မတွေ့ရအောင်ကြောက်ရင်နော်ကျမကိုမှတ်မိသေးရလား sorry နော်တနေ့မှတော့မြင်မှုတလို့ပဲ မင်းကလေးတယောက်ရဲ့အိမ်မက်နဲ့ဘဝတွေကိုရှင်တို့ရဲ့ဥပဒေရဲ့လက်နက်နဲ့ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ကြတာလေမမှတ်မိတော့ဘူးလားကိုဖျက်ဆီးပစ်ခဲ့တဲ့သူတယောက်ကိုတွေ့ဘူးတယ်ဆိုတာလောက်နဲ့ပဲရှင့်ရဲ့ memory ထဲမှာမှတ်ထားတာလားကျမကတော့နောက်ဘဝဆက်တိုင်းအောင်ရှင်တို့မျက်နှာတွေမေ့သွားမှာဆိုလို့
ကျမရဲ့အသေးပေါ်မှာရှင်တို့မျက်နှာတွေကိုတက်တူးထိုးထားတာအဲ့ဒါရှင်သိလား ရူဘီတော်တော့ကွာ မတော်နိုင်ဘူးကိုရူဘီဘဝတွေကိုအမှောင်ဖုံးစေခဲ့တဲ့သူတွေကိုရူဘီသဘောထားကြီးကြီးနဲ့ခွင့်လွှတ်မပေးနိုင်ဘူး အဲ့ဒီအတွက်ကျမစိတ်မကောင်းပါဘူးဒေါက်တာရူဘီခင် ဘာအတွက်လဲကျမကိုမမှတ်မိတော့တဲ့အတွက်လားဒါမှမဟုတ်ကျမအိမ်မက်တွေကိုဖျက်ဆီးပစ်ခဲ့တဲ့အတွက်လား အရာရာအားလုံးအတွက်ကိုစိတ်မကောင်းဖြစ်တာပါအဲ့တော့ဘိုးဘွဲကကဲဖြစ်တယ်ဆိုတာ တော်ရှင်လေးကမပါဘဲနဲ့ရှင့်ရဲ့နှုတ်ခမ်းများကထွက်လာတဲ့အပေါ်ရန်အကြောင်းပြချက်တွေကိုကျမနားထောင်ဖို့ဆန္ဒမရှိဘူးရှင့်ကိုရွှေသစင်ဆိုင်ရမကြိုးစိုးရှင်စမ်းသပ်မှုတွေပြုလုပ်ချင်တယ်ဆိုရင်တခြားနေရာမှာကြိုက်တယ်လို့လုပ်လို့ရတယ်ကျမအိမ်မှာတော့မရဘူးကျမရဲ့အိမ်အကူတွေကိုတိုးရဲရအိမ်တအိမ်မှာရှင်တို့နေဖို့အတွက်နေစရာနေရာပြင်ဆင်ခိုင်းတာမိပြီအဲ့တော့ရှင်တို့စမ်းသပ်မှုပြီးရဲ့အထိအဲ့ဒီမှာနေနိုင်တယ် ရူဘီမင်းဘယ်လိုပြောလိုက်တာ ရပါတယ်ဦးနေဖို့နိုင်ဒေါ်ရူဘီခင်ပြောတာမှန်ပါတယ်ကျမတို့စမ်းသပ်မှုလုပ်မယ်ဆိုရင်လည်းအဲ့ဒီမှာပဲလုပ်ရမှာလေကျမတို့အဲ့မှာနေမယ်ဆိုပို့အဆင်ပြေတာပေါ့ကျမတို့အားလုံးအဲ့လိုပဲရွှေ့ပေးပါဟုတ် အဲ့လိုလေဘယ်ဟုတ်ပါ့မလဲဗျာအခုလည်းတော်တော်ညင်းနေပြီနေ့ပြန်ကြရင်တော့ခင်ဗျားတို့အားလုံးကျွန်တော်လိုက်ဖို့ပေးပါဒီညတော့ဒီမှာပဲအိတ်လိုက်ပါဒီလောက်တော့ရူဘီလည်းခွင့်ပြုပါ ကောင်းပြီလေဒါမဲ့ဒီတညရပဲနော်ချင်းနယ်ကိုမေးရင်ရှက်ရည်သုံးဆောင်လိုက်ကြပါဦးအားလုံးပဲ good night သူခင်ဆိုရမိမကြီးတကယ်မလွယ်မိမကြီး ထူးထူးပြောပါကိုကိုရဲ့ကြားပါအောင်မယ်ပိုးတော့သူတို့ဧည့်တယ်လေကဲပါကြက်ကိုကိုဒါလေးယူပါကိုရေမှုချလာလိုက်လေပိုးလေးရေစားလို့ရေခဏတောက်တောက်လာမယ်ပြင်ထမင်းတူတူစားမယ်လေနော် ကောင်းပါဗျာအဲ့ဒါကိုရင်သွားနေမယ်ကျွန်တော်မိမောင်ကြောင့်ဆရာမအခုလိုအစောအခံရတာကျွန်တော်တကယ်ကိုစိတ်မကောင်းပါဘူးဆရာမသူမျက်နှာခွဲစိတ်စီအောင်လုပ်ခဲ့တယ်ဆိုတာလေကျွန်တော်နဲ့မတွေ့ခင်တော့ပါဘာကြောင့်ဒီအလုပ်ကနားလိုက်လဲလို့ကျွန်တော်မေးတော့တယ်ကျွန်တော်သိချင်မှဖြေခဲ့ဘူးဆရာမတို့ကြောင့်အခုလိုပြဿနာရှိရတာနဲ့ဆရာမကိုအခုလိုကျွန်တော်ဖိတ်ခဲ့တာကျွန်တော်တကယ်ကိုစိတ်မကောင်းပါဘူးဗျာ ဒေါ်ရူဘီခင်နဲ့ကျမနဲ့ကြားမှာရေစက်ဆိုးရှိခဲ့လို့ပဲကျမထင်ပါတယ်ဒါပေမဲ့ဦးနေဖို့နိုင်ဖြစ်ချင်တဲ့ကိစ္စတွေအားလုံးကျမတပည့်လေးတို့ကျမနှုတ်ဆက်ထုတ်ပေးထားပါတယ်ကလေးတွေအကောင်းဆုံးစီစဉ်ပေးပါလိမ့်မယ်စိတ်တော့မရှိပါနဲ့ကျမတို့ဒီကိစ္စကိုဆက်လုပ်ပေးနေမှာမဟုတ်ပါဘူးမနေ့ကျလို့ရှိရင်ကျမရန်ကုန်ပြန်มาပါရှင် ဆရာမရန်ကုန်ပြန်တော့မလို့လားဒီသူသေသနာပြီးတဲ့အထိတော့ဆရာမဆက်နေပေးပါပြီးတော့ဒီအလုပ်ကလူအသက်ပေါင်းများစွာကိုကက်တင်နိုင်မှာပါဆရာမတို့အလုပ်ကျွန်တော်မိမဘယ်တော့မှမနှောက်ယှက်စေရပါဘူးကျွန်တော်ဂရုပေးပါတယ်ကျွန်တော်ကူညီပါအောင်ဆရာမရဲ့ ကျမအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားကြည့်ပါမယ် ကျေးဇူးတင်ပါတယ်ဆရာမရဲ့ ဟာကွာဘယ်လိုလူတွေလည်းမသိဘူးကွာငါဒီမှာမွေးပြီးကြီးလာတာငါပြောတဲ့စကားကိုနားထောင်နေတာပဲခုတော့တက်တက်မဲ့အိမ်ပြန်နောက်ကျဟာကွာရေးထဲမှာဂုံတက်တယ်လားတိုးကြောက်ပါလေကွာ
တာစိတ်မကောင်းပါဘူးမေတာတောင်းမှမှာလေတာရဲ့အပြစ်တွေကြီးပါမေအမေဘာမှစိတ်မပူနဲ့တော့အမေမချခင်ပြန်ကောင်းလာတော့ပါအမေအားလုံးပြန်ကောင်းဖို့အတွက်တာဘာမှမလုပ်မယ်မေနော်မေ Yashi, we met the chair, but she need